အလှအပနဲ့အမှုပညာကိုမျက်နှိုးပြီးစိတ်နှလုံးနူးညံ့ကြတဲ့တောက်ကြသားသမီးများခမညာတခါတလေမှာကိုယ့်ရဲ့စေတနာကဝေဒနာဖြစ်ရတာမျိုးအချစ်အတွက်နဲ့အပူရှာရတာမျိုးတွေကြုံဘူးကြမှာပါဒါပေမဲ့ဒီတစ်ပတ်မှာတော့တင့်ရဲ့ကံကြမ္မာဟာပန်းခင်းတဲ့လမ်းတစ်ခုလိုဖြစ်လာတော့မလားဆိုတာကြည့်လိုက်ကြရအောင်ပါမင်္ဂလာပါကံလန်းညုံဘေးရင်ပညာရက်ဆိုင်ရာရိပ်ညုံမှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ကနေစတင်မဲ့တပတ်တာအတွင်းမှာတောက်ကြသားသမီးတွေရင်ဆိုင်ရမဲ့ကံကြမ္မာအနှိမ့်အမြင့်တွေနဲ့စမ်းပွင့်မဲ့အခြေအနေတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါအဆုံးထိနားဆင်ပေးကြပါဦးဗျာစီးပွားရေးနဲ့ငွေကြေးကံမှာတော့တောက်ကြသားသမီးများအတွက်ယခုအပတ်ဟာမထင်မှတ်ထားတဲ့နေရာကနေငွေဝင်မဲ့အပတ်ဖြစ်ပါတယ်လုပ်ငန်းရှင်များအနေနဲ့အလှကုန်အဝိအထည်နဲ့လူသုံးကုန်လုပ်ငန်းလုပ်ကိုင်သူများအထူးရောင်းကောင်းပါလိမ့်မယ်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်းနာမည်ကျော်ကြားပြီးအောင်မြင်မှုရရှိတတ်ပါတယ်လုပ်ငန်းသစ်စတင်ဖို့ပြင်ဆင်နေသူများအတွက်အချိန်အခါကောင်းပါပဲငွေကြေးပိုင်းဆိုင်ရာမှာတော့ငွေဝင်လမ်းကြောင်းတစ်ဖြောင်နဲ့ပွင့်နေပါတယ်ရှေးကပြုတ်ခဲ့မှုတဲ့ကုသိုလ်ကံကြောင့်မမျော်လင့်မဲ့ငွေတွေအစုလိုက်အပြုံလိုက်ဝင်လာတတ်ပါတယ်ဒါပေမဲ့တတိထားဖို့ကတော့သူတစ်ပါးကိုငွေချေးတာမျိုးအာမခံတာမျိုးလုံးဝရှောင်ကျဉ်မှာပြန်ရဖို့အင်မတန်ခက်ခဲပါလိမ့်မယ်အခြေနဲ့အိမ်အောင်ရေးမှာတော့လူပြိုအပြိုများဟာအလွန်စမ်းပွင့်နေမဲ့ကာလပါမိမိကိုစိတ်ဝင်စားသူတွေပေါ်များနေတတ်ပြီးအချစ်တဲ့နဲ့စုံတွေ့ရတတ်ပါတယ်ဒါပေမဲ့လူမှားပြီးမရွေးမိလို့တော့တတိပြုပါအိမ်အောင်တွေများအတွက်အိမ်အောင်ရေးမှာတော့အေးအေးချမ်းချမ်းရှိနေမှာပါအိမ်အောင်ဘက်နဲ့အတူခရီးဝေးဒါမှမဟုတ်ဖျားဖူးခရီးစဉ်လေးတွေတွားရတတ်ပါတယ်မိသားစုအတွင်းစီလုံးမှုအားကောင်းနေပါလိမ့်မယ်ကျမ်းမာရေးမှာတော့မျက်စိအားနေခြင်းမျက်စိနာခြင်းသို့မဟုတ်အရေးပြက်ခြင်းကြောင့်ခေါင်းကိုက်တာမျိုးဖြစ်တတ်ပါတယ်အနားယူချိန်များများပေးပါလူမှုရေးမှာတော့မိတ်ဆွေအပေါင်းအသင်းတွေကြားမှာမျက်နာပွင့်နေပါလိမ့်မယ်မိမိရဲ့အကူအညီကိုလိုလားသူတွေများနေတယ်လို့စေတနာနဲ့ကူညီပေးခြင်းဖြင့်ကံကပိုမိုပြီးတော့ပွင့်စေမှာပါဒီတစ်ပတ်ကံကောင်းစေမဲ့အကြောင်းတွေကတော့အပြာနုရောင်ပန်းရောင်အဖြူရောင်ပဲဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့6 3 8ရေရာအတွက်ကတော့တောက်ကြနေ့မနက်ပိုင်းမှာမိမိနေအိမ်ကဖျားမှာတပြေ21ညွန့်ကတ်လူပါကလေးတငယ်တွေကိုမုံသို့မဟုတ်အချိုရည်ဝေငှလှူဒန်းပေးခြင်းဖြင့်မိမိရဲ့ကံကြမ္မာကိုမြင့်တင်နိုင်ပါတယ်ဘဝရဲ့အလှပဆုံးအချိန်တွေကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာကိုယ့်ရဲ့ကံစားတာကိုသိရှိပြီးမှန်ကန်စွာနေထိုင်တတ်ဖို့လိုပါတယ်အခုဟောကြားပေးခဲ့တဲ့လမ်းညွှန်ချက်တွေကဆရာရဲ့တောက်ကြသားသမီးပရိသတ်တွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကံလန်းညွှန် channel မှာအပတ်စဉ်တင်ဆက်ပေးနေတဲ့ဟောစရန်တွေကိုလက်မလွတ်ဖို့ channel ကို subscribe လုပ်ထားပြီး like and share လေးနဲ့အားပေးသွားကြပါဦးအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကံကောင်းခြင်းလက်ဆောင်တွေအမြဲပိုင်ဆိုင်နိုင်ကြပါစေဗျာ